အားလုံးပဲမင်္ဂလာပါအခုဗီဒီယိုမှာတော့ ruler cm လို့ခေါ်တဲ့ centimeter ပေတန်လေးဆွဲမှာပဲဖြစ်ပါတယ်အဲ့တော့ centimeter ပေတန်လေးဆွဲဖို့ဆိုရင်အရင်ဆုံးပထမအဆင့်မှာသူက snap grid လေးကိုတဲ့တစ်ကနေပြီးတော့3.25ကို short ထားလိုက်ပါတဲ့ဒါကပထမအဆင့်ဒုတိယအဆင့်ကကြတော့ box လေးကိုယူလာပါသူ့ကိုသေးလိုက်မယ်တဲ့အမြင့်ကိုနှစ်ပဲထားမယ်ပြီးတော့ကြတော့ဒီကရှည်ရှည်လေးက60ဖြစ်မယ်ဟိုဘက်က20ဆိုတော့ပြောင်းစရာမလိုဘူးအဲ့ဒါကိုသူ့ရဲ့ပြထားတဲ့တဲ့မှာထည့်ပါမယ်ကဲပါပြီးသွားပြီဆိုရင်နောက်တစ်ဆင့်ကကြတော့ဒီမှာဆလင်နာလေးကိုယူလာပြီးတော့ရှည်ရှည်မျောလေးလုပ်မယ်ပေါ့နော်အဲ့တော့အမြင့်ကကြတော့သူက60ထိအောင်ရှိပါမယ်တဲ့ဆိုတော့အမြင့်ကြီးပါပြီးတော့ဒီဘက်ကကြအလျားအနံကကြတော့သူက diameter က2ထားပါမယ်လျှောက်အနံက2ပါ diameter ဆိုအချင်းပေါ့နော်အဲ့ဒါကိုဝင်အောင်ထည့်ပါမယ်ဝင်အောင်ထည့်ဖို့ပေါ်တက်ကနေချီပြီးတော့ထည့်လိုက်ပါမယ်တတ F လေးနဲ့နီးကချစ်ကြည့်လိုက်ပါမယ်သိမ့်မဲ့အမြားလေးကိုထပ်တိုးပါမယ်โอเคဒါတော့ရွှေ့ကျင်တယ်โอเคဝင်သွားပါပြီဝင်သွားပါပြီနည်းနည်းတော့ဒီဟာကကြည့်ရခက်တယ်ပေါ့နော်ပြီးတော့ကြတော့နောက်တစ်ခုကကြအဲ့ဒီစလင်နာကို rotate လုပ်ပြီးတော့ဒီမှာလာပြီးထည့်မယ်ဆိုတော့ဒါလေးကိုခဏဖျောက်ထားမယ်ဒီမှာပေါ်လာပြီတွေ့လားအနီနဲ့လိမ်မော်နဲ့ဆိုတိတ်မပေါ်ဘူးဖြစ်နေအနီအောင်ဖျောက်လိုက်တော့လိမ်မော်ရောင်လေးတွေကထွက်လာတယ်ထောင်နေတဲ့ဒီအချောင်းကြီးကိုလဲဝအောင်လုပ်မယ်ဆိုတော့ဒီမြားလေးနဲ့90ဒီဂရီလက်ချလိုက်ပါမယ်90ပြီးသွားပြီဆိုရင်အောက်ကိုဆွဲချရမှာဒီမြားနဲ့အောက်ကိုဆွဲချလဲရတယ်အမြန်ဆုံးနည်းကတော့ဒါဆို D လေးကိုနှိပ်လိုက်ပေါ့နော် keyboard က A B C D ဆိုတဲ့ D ပေါ့နော်ဒီခလုတ်ကလေးကိုနှိပ်လိုက်တယ်ဆိုရင်သူက keyboard ပေါ်ကိုsorry ဒီ word plane ပေါ်ကိုတစ်ခါတန်းမြကြသွားတယ်အဲ့ဒီတော့မှဝင်အောင်ထည့်မယ်အနည်းကကြည့်မယ်ဝင်အောင်ထည့်မယ်ဝင်အောင်ထည့်ပါမယ်ဝင်သွားပြီလားပေးရကြည့်ပါမယ်ဝင်သွားပါပြီဝင်သွားပြီအဲ့တော့ဝင်သေးဘူးအနည်းကကြည့်အနည်းကကြည့်အနည်းကကြည့်အဲ့တော့ဒီမှာဆိုရင်အနည်းကအရန်ကြည့်ရတယ်ပေါ့နော် F နဲ့နှိပ်တာတော့မလုံလောက်သူထပ်ပြီးအနည်းကကြည့်ရတယ်ပေါ့နော်အဲ့တော့အနည်းကကြည့်မယ်ဆိုရင်F နှိပ်ပြီးတော့ကြာတော့လက်ကလေးလေးနဲ့နှိပ်လက်ကလေးလေးနဲ့နှိပ်ပြီးတော့ရွှေ့လို့မှအဆင်မပြေဘူးဆိုရင် mouse ကဘိန်းလုံးလေးကိုနှိပ်ပြီးရွှေ့ကြည့်ပေါ့နော်ဒါဆိုရင်တော့သူက word plane အပြားတပြားလိုက်ကြီးရွှေ့သွားတာပေါ့နော်အဲ့တော့အခုမဝင်သေးဘူးတလားဝင်အောင်ထည့်မယ်အခုဝင်သွားလားအနီးကဘိန်းလုံးနဲ့ဆွဲကြည့်ဒါတော့မှမဝင်သေးဘူးဆိုတော့အနောက်ဘက်လွတ်နေရအနောက်ကိုပြန်ဆုပ်โอเคအခုမှဝင်သွားတာเนาะအဲ့ဒါပြီးသွားပြီဆိုတော့မလုပ်မလဲဆိုတော့ copy လုပ်မယ် paste လုပ်မယ်ပြီးရဟာကိုဒီဘက်ကိုရွှေ့မယ်အဲ့ဒါကို mouse နဲ့မရွှေ့ဘဲနဲ့ keyboard က arrow key လေးကိုဖိပြီးတော့ရွှေ့ထားရပေါ့နော်အချိန်တော့နည်းနည်းယူရတာပဲပိုးပြီးတော့လောက်ရလွယ်ဝင်ဝိုင်းเนาะပြီးသားပြီဆိုရင်နောက်တစ်ဆင့်ကကြတော့အခု roof လေးကိုယူလာမယ်တဲ့အဲ့တော့ဒီနှစ်ခုကလည်းမလိုဘူးဆိုတော့ခဏပြန်ဖြောက်ထားလိုက်မယ် roof လေးကိုယူလာမယ်အဲ့ဒါပြင်အစိတ်ကလေးဆွဲဖို့ပေါ့နော် roof မှာသူကအမြင့်ကအနှစ်ထားမယ်တဲ့အမြင့်ကနှစ်ပါပြီးသွားရင်တစ်ဖက်က1တစ်ဖက်က20တဲ့ဆိုတော့ဒီရှေ့တက်တဲ့က1ဖြစ်မယ်ပြင်ရှိရှိလေးပေါ့ပြီးရင်ဒီကောင်ကိုဒီထဲကိုထည့်မယ်အနီးကကြည့်မယ်ဝင်အောင်ထည့်မယ်များလေးနဲ့โอเคရပါပြီနောက်တစ်ဆင့်နောက်တစ်ဆင့်ကကြတော့အဲ့လိုမျိုးပဲ roof လေးနဲ့ဆိုတော့ copy လုပ်မယ် paste လုပ်မယ်ထွက်လာတဲ့အစ်စ်ကို site ကပြောင်းမယ်1နဲ့6နဲ့1နဲ့6နဲ့ဆိုတော့1နဲ့6နဲ့ရသွားပါပြီပြီးရင်ဒီနေရာကိုလာထည့်မယ်ထည့်တဲ့အချိန်မှာတွေ့လားပြောင်းပြန်ဖြစ်နေရယ်အဲ့တော့ Rudian နဲ့180လှည့်ချလဲရတယ် mirror သုံးလိုက်ပြီးတော့ကြတော့ဒီလိုမျိုးလှည့်ထည့်လိုက်လဲရတယ်ပေါ့နော်ပြီးရင်သူကအောက်ကိုစိုက်ရအောင်ပါမကြည့်သူကအောက်ကိုတဝက်လောက်ဝင်နေအဲ့တော့စိုက်ပေးလိုက်ပါအောက်ကို1ချပေးလိုက်ပါပြီးသွားပြီဆိုရင်တော့ရလေးဝင်အောင်ထည့်ပါမယ်အနီးကကြည့်ပါမယ်โอเคဝင်သွားပါပြီဝင်သွားပြီဆိုရင်နောက်တစ်ဆင့်ကကြတော့ဒီလိုမျိုးလေးပဲအစိတ်သေးလေးလာပါမယ်အဲ့ဒါဒီနေရာမှာအရေးကြီးဆုံးကဒီနေရာမှာတစိတ်ချင်းစီမဆွဲတော့ဘဲနဲ့ duplicate ဆိုတဲ့ဟာလေးနဲ့သုံးပြီးဆွဲမယ်ပေါ့နော်အရင်ဆုံးဘာလုပ်မလဲဆိုတော့တတုံးရင်ဆွဲမယ်ပေါ့နော် copy paste တတုံးရင်ဆွဲမယ်အဲ့တတုံးကိုသူ့ရဲ့ site အတိုင်းပြင်မယ်1နဲ့3နဲ့ပေါ့နော်1နဲ့3နဲ့ပြင်လိုက်မယ်ဒါဆိုသူ့ site တိုင်းပဲဖြစ်သွားပြီဆိုရင်ထည့်လိုက်မယ်ဝင်အောင်အရင်ထည့်မယ်เนาะထည့်ပြီးပြီဆိုရင်မလုပ်မလဲဆိုတော့ copy paste လုပ်မယ်ရွှေ့မယ် copy paste လုပ်မယ်ရွှေ့မယ်ဆိုအဲ့ခဏရွှေ့နေရတဲ့ဟာကိုမရွှေ့ချင်ဘူးအဲ့ဒါဆို duplicate နှိပ်ပြီးသွားပြီဆိုရင်ဘေးနားလေးကိုမြားလေးနဲ့ထုတ်လိုက်ပြီးသွားရင်ဘယ်နေရာမှမနှိပ်ဘဲနဲ့เนาะduplicate ဆိုရင်ရပါပြီအဲ့ဒီမှာတတုံးပုံနေရအလဲတတုံးเนาะအလဲတတော့မလို့အဲ့ဒါလေးကိုနှိပ် delete လေးနဲ့ဖြတ်လိုက်เนาะအဲ့ဒါဆိုရင်ပြီးသွားပြီနောက်တစ်ဆင့်ကလည်းအလားတူပဲအများကြီးတက်ဆွဲရမှာ oh my god ခုကြည့်ဆွဲနေပြီးတော့မှာအစိုးရနီးလေးတိုင်းပဲအကုန်လုံးကိုဆက်လက်မှတ်ပြီးသွားပြီဆိုရင်ဘာလုပ်မလဲဆိုတော့လောဆယ် group လုပ်လိုက်မယ်เนาะလောဆယ် group လုပ်ထားတဲ့ဟာကိုဘာလုပ်မလဲဆိုတော့duplicate နှိပ်မယ်ပြီးရင် arrow လေးနဲ့ပဲဆွဲထုတ်လိုက်မယ် arrow လေးနဲ့ပဲဆွဲထုတ်မယ်ညအနီးကကြည့်မယ် arrow နဲ့ဆွဲထုတ်မယ်ဆိုတော့ okay ဝင်သွားပြီဆိုရင်ဘယ်နေရာမှမနှိပ်ပဲနဲ့เนาะduplicate ပြီးွားကြီးတွေ့လားနောက်တစ်ခုထပ်ထုတ်လိုက်အောင်ဒါပေမဲ့အဲ့ဒါကကြောင့်ဒီဘက်ထိယူလာခဲ့သူကဒီဘက်မှာထည့်မှာနီးကကြည့်မယ်
ထည့်လိုက်ပါပြီပြီးသွားပြီဆိုရင်ဒီဘက်တောင်ဆုံးဟာကို ungroup လုပ်မယ် ungroup လုပ်ပြီးတော့ကြတော့တောင်းဆုံးတစ်ခုကိုဖြတ်လိုက်မယ်မလို့လေโอเคပြီးသွားပြီဆိုအားလုံးကို select မှတ်မယ်အားလုံးကို select မှတ်ပြီး ungroup အရင်လုပ်ပြီးသွားတော့မှအားလုံးကို select ပြန်မှတ်ပြီးတော့မှ group ပြန်လုပ်အားလုံးတစ်စုတစ်စီရဲ့ group ပြန်လုပ်မယ်ဟုတ်ပြီနော်အဲ့ဒါပြီးသွားပြီဆိုရင်နောက်တစ်ခုကကြပါလဲဆိုတော့ဒီနေရာကိုရွှေ့မယ်တဲ့ဒီနေရာကိုရွှေ့ပါမယ်အနီးကကြည့်ပါမယ်ဝင်အောင်ထည့်မယ်နော်အဲ့မှာဖြစ်တဲ့ဟန်ကြည့်လိုက်အောင်။သူက outside နေ wall plane ရဲ့အောက်တစ်ဝက်ကိုရောက်နေ။အဲ့တော့ D လေးကိုနှိပ်လိုက် wall plane ပေါ်ပြန်ရောက်သွားပြီနော်။အဲ့မှာဆိုရင်မှန်သွားပါပြီ။ဒါဆိုကွက်တီပဲ။အဲ့တော့ဒီနေရာမှာဒါပြီးသွားပြီ။နောက်တစ်ဆင့်ကသူကနံပါတ်တွေလောက်ခိုင်းပြီပေါ့နော်။အဲ့တော့နံပါတ်တွေမလောက်ခိုင်းခင်မှာဒီဟာကတကယ်တမ်းတော့ hold ဖြစ်ရမှာပေါ့နော်။ hold ဖြစ်အောင်ဘာလို့လဲဆိုတော့ပေတံမှာသူကနောက်ဆုံးပိတ်ကြည့်လိုက်အပေါက်လေးဖောက်ထားတာဒီမှာတေချာကြည့်လိုက်ပေါ့နော်တေချာတော့မှဖျဲကြည့်တယ်ဆိုအပေါက်လေးဖောက်တာအဲ့တော့အပေါက်လေးဖောက်ဖို့ဆိုတေချာကဒီဟာဟိုးဖြတ်အဲ့တော့အခုလောဆယ်တော့မလုတ်ထားသေးရရတယ်သူ instruction တော့မပေးသေးဘူးနောက်မှများပေးမလားတကယ်တော့မပေးဘူးပေါ့နော် instruction ကအဲ့တော့1နဲ့3လေးကိုအဲ့တော့ဒါလေးကိုအရင်ဆုံးဖြောက်ထားမယ်1နဲ့3လေးထည့်ပါမယ်ဆိုတော့1နဲ့3 4 5 okay ဆိုတော့တင်ပြီးပြီသူ့ရဲ့အနည်းဆုံးကိုထည့်မယ်အားလုံးကိုအနီးကကြည့်မယ် F နဲ့ဝင်အောင်ထည့်မယ်နော် Okay ဝင်အောင်ထည့်ဖို့ဆိုရင် 0.25 နဲ့မလုံလောက်တော့ဘူး0.1နဲ့မှဝင်သွားမှာပေါ့နော်ကတိပြီးသွားပြီဆိုရင်4ကလည်းပဲအလားတူပဲဝင်အောင်ထည့်ပါမယ်3လည်းအလားတူပဲဝင်အောင်ထည့်မယ်နီးကကြည့်မယ်ဝင်လားဝင်တဲ့ကတိပဲ2ဝင်အောင်ထည့်မယ် Okayအဲ့တော့2ကတိတ်မဝင်ချင်ဘူးเนาะ2ကမကြည့်ရွှေ့လိုက်တော့ဝင်သွားပြီတစ်ကိုလည်းပဲ F နဲ့အနီးကပ်ကြည့်ပြီးတော့ထည့်ဝင်အောင် Okay ဝင်သွားပါပြီဝင်သွားပြီဆိုရင် next step ကဘာလုပ်မလဲဆိုတော့အကုန်လုံးကို select မှတ်ပြီးသေးပါမယ်တဲ့ select မှတ်ပြီးအကုန်လုံးကို shift နဲ့ကင်ပြီးသေးမယ် shift မကင်တော့ဆိုဘာဖြစ်မလဲဆိုတော့ပုံပြတ်သွားမှာเนาะပြပြကြီးထွက်လာတော့ကကိုက်ထွက်လာတာလို့ဖြစ်ကုန်နေမယ်เนาะအဲ့တော့နီးကပ်ကြည့်လိုက်ပါမယ်ထွက်နေရလားထွက်နေရလားတီးသွားတာအရင်အဲ့တော့နည်းနည်းလေးပြန်ကြည့်မယ်ဆို shift ကိုပြန်ကိုင်နည်းလေးပြန်ကြည့်လိုက်မယ်နော်အဲ့တော့ပြန်ရွှေ့ကြည့်မယ်9ကတော့ဝင်သွားပြီ4ကမဝင်နေသေးဘူးပြန်ရွှေ့3ကလည်းမဝင်နေသေးဘူးတစ်ချက်ပြန်ရွှေ့2လည်းပဲတိတ်မဝင်နေသေးဘူးတစ်ချက်တော့ပြန်ရွှေ့1လည်းပဲတိတ်မဝင်သေးဘူးတစ်ချက်ပြန်ရွှေ့အဲ့တော့နှစ်က cycle လေးနည်းနည်းလေးလိုနေနှစ်က Okay ဒီလောက်ဆိုရပါပြီအရင်တော့ကတိရောမကြောက်ဘူးပေါ့နော်ဒါပေမဲ့ဒီလောက်ဆိုရပါပြီဒီဟာနဲ့ off လိုက်တယ်ဆိုရင်တော့ကတိရလောက်ပြီ off လိုက်တယ်ဆိုတော့နည်းနည်းပို့ပြီးဟုတ်တယ် off ရမှာ off ပြီးတော့ထဲတော့မှဝင်သွားတာเนาะတက်လည်းပဲပေါ်တင်ရမှာဒီငါကြည့်မယ်လေးလည်းပဲဒီဘက်လေးနည်းနည်းတူမော်လေးနည်းနည်းတူငါလည်းပဲโอเคရပါပြီအဲ့ဒါဆိုရင်နောက်တစ်ဆင့်ကကြာနံပါတ်တွေကိုတဲ့သူပြထားတဲ့နေရာမှာပြန်ထည့်တဲ့နံပါတ်တွေကိုအမလေးဆိုတော့ဝင်အောင်လို့ဆိုပြီးတော့မနေ့ထည့်လိုက်ရအခုတော့လေပြန်ရွှေ့ရတာပါပဲနေရာမိသွားပြန်ရွှေ့ရမယ်ဆိုတော့အသေးအတန်နေထဲနော်โอเคအခုဒီမှာကြည့်လိုက်နော်အောက်ကျနေရတွေ့လားအရှိကနေကြည့်ရခါပါအဲ့တော့ဘာလုပ်ရမလဲဆိုတော့အကုန်လုံးအောက်ကျနေရဖြစ်တဲ့အတွက်ကြောင့်အကုန်လုံးကိုဆက်လက်မှတ်ပြီးတော့ဆွဲတင်လိုက်ပါဘယ်လောက်တင်ရမလဲဆိုတော့လိုသေးတယ်1.5လောက်တင်ရမှာ1.5လောက်တင်တယ်ဆိုရင်တော့ရပါတယ်အဲ့တော့ပြန်တင်ကြည့်မယ်နော်ပြန်ပြီးတော့1.5ကွက်တီတင်ကြည့်မယ်5မို့61.68
ဟုတ်တယ်1.68လောက်တင်ရပါတယ်အဲ့ပြီးပြီဆိုရင်နံပါတ်တွေကိုထည့်ပါမယ်အနီးကပ်ကြည့်မယ်ဝင်အောင်လိုက်ထည့်ပါမယ်တစ်လုံးချင်းစီကိုအနီးကပ်ကြည့်မယ်နောက်တစ်ခုဒီမှာနံပါတ်တွေပဲဟိုရွှေ့ဒီရွှေ့နေနည်းနည်းလေးလက်ဝင်တာပေါ့နော်ရပါပြီဒါဆိုရင်နောက်တစ်ဆင့်သူကပြီးသွားပြီတဲ့နံပါတ်တွေလည်းထည့်လိုက်တော့ပြီးသွားပြီဒါပေမဲ့ကိုယ့်ဘောင်မပြီးနေသေးဘူးဘာလို့နေရလဲအဲ့ဆိုအကုန်လုံးဖျောက်ထားတာဟုတ်တယ်မလားအကုန်လုံးဖျောက်ထားဆိုတော့အားလုံးပြန်ဖော်လိုက်ပါမယ်တက်တာသူပြရဲ့အတိုင်းလောက်တာပဲသူပြရဲ့ပုံတိုင်းလည်းမထွက်ဘူးဟုတ်တယ်သူကဘာလို့လဲဆိုတော့သူ hold လုပ်ပြီးတော့ကြာတော့ group လောက်ရမယ်ဆိုတာကိုမရေးထားခဲ့လို့မထွက်နေရပါတော့အဲ့တော့ကိုကပဲလိုက်ပြီးတော့ပြင်လိုက်မယ်ပေါ့နော်အဲ့တော့ဆိုကပြောခဲ့သလိုပဲအစိမ်းရောင်ကအစိမ်းရောင်ရအောင်ဆက်လက်မှတ်အခုကအနီတွေကိုပဲဆက်လက်မှတ်ပြီးသားဖြစ်နေအစိမ်းရောင်ကိုရအောင်နှိပ်အစိမ်းရောင်နားရပါရဲ့အစိမ်းရောင် union ဆက်အစိမ်းအဲ့အောင်မဟိုးပြောင်းဟာပြီနော်ဟိုးပြောင်းပြီးသွားပြီဆိုရင်အားလုံးကိုဆက်လက်မှတ် group လိုက် group ပြီးသွားပြီဆိုရင်အရောင်လေးပြောင်းလိုက်တဒါအဲဆိုရင်သူပြထားတဲ့ပုံတွေကအတိုင်း ruler လေးထွက်သွားပါပြီပေတန်လုံးလုံးလေးပါဒီမှာပေတန်ဘေးနာအလုံးလုံးလေးနဲ့ပေတန်လေးပေါ့နော်ဘယ်လိုဆွဲမလဲတော့မသိပေတန်ဘေးနာလုံးနေဆိုဟုတ်ပါအခုမှတတိယပေတန်ဘေးနာလုံးနေဆိုဘယ်လိုမြင်ဆွဲမလဲအဲမဲ့သူရဲ့ design ဟာဘေးနာလေးလုံးထားတဲ့ပေတန်လေးပေါ့နော်ဆရာလေးပါကဲအားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်ပါ